Hi guys ဒီနေ့မှာတော့စားအုပ်ပုံစံခင်းဆော့ပြမှာဖြစ်ပါတယ်ဒီခင်းလေးပုံနော်ဟဲ့အဲ့ဒါခင်းတော့မဟုတ်လေပေါက်ကြရဖြစ်ဒီပါလေးပေါ့နော်ပြပါမယ်ဒါလေးပါရှင်အဲ့ခင်းလေးကိုပြတာပါအဲ့ခင်းလေးပါအဲ့ခင်းနဲ့ဝင်မယ်မတီးတဲ့လူအဲ့ကိန်းနမမတီးနော်မင်းစမလာမင်းရပါတယ်မပါနော်ကမလေးပုံအများကြီးရှိတယ်မဒီပုံလေးကြိုက်တယ်ကမလာနေတယ်ဒီလေးဒါလေးပို့အလားဆုံးဒီအကိုကြိုက်ဆုံးပါနော်စတိကာဆိုဟာစတိကာဒီရပဲဆောင်လိုက်ကွန်ပျူတာနဲ့ဆိုတာဆိုရင်လည်းတော့ခက်တယ်အာမယခဏဆောင်ပေါ့နော်လိုင်းမရလို့လားမသိယူလိုက်ခဏအဲ့လိုဆောင်မရရင်ဘာလို့မှမသိအဲ့လိုဒါလေးမရအောင်ဆိုရင်ဟေးရနေပြီအဲ့လိုကျညာဝင်တော့ဆောင်မှာကြောညာရေးဝင်တော့ကြောညာရေးဝင်တော့ဆောင်ရမှာဖြစ်ပါတယ်ဒီရဝင်ပါမယ်ဒီမှာကျညာဝင်တော့ဆောင်ပြီးဒီကလေးလေးခဏကိုပါနော်ဆက်စားကျင်တော့အကြီးဖြစ်နေပါလိမ့်မယ်နည်းနည်းတီးတာပါနော်အလောက်တာရပြီကောက်တဲ့နေပါမီးကိုကြရဲ့အင်ဂျင်လေးဝတ်ပေးပဲတီအင်ဂျင်လေးလာဝိုင်းဒီနော်ဒီလုံးခင်းလေးထားတာဒီကနာလေးရပြီတင်တာပဲပြန်လုံးဝမရသေးဘူးအမလေးချမ်းကြည့်စရာလေးဦးတော်လေးကိုပြပါမယ်ပစ္စည်းလေးလိုလိုက်အနေကြည့်ပါပဲဒီလိုမျိုးဆောင်ပါမယ်ရပါပြီဒီနော်ဒီစကားပြောင်းနေမယ်လာတော့လာနေပြီပေါ့နော်တော့ချတိတ်ပြီးတော့ချနိုင်တယ်ဒီကောင်တော့ကျန်းနေဘူးတော့သွားရမယ်နော်မှန်လားမသိဘူးဟုတ်ကဲ့ပါဒီမှာပေါ့နော်ဒီခဏလေးစီးပြီးမှခင်ရလေးစီလို့ပြီးပြီလာနေပြီဖြည်းဖြည်းနဲ့လာနေပြီပြင်ပဆိုင်ရည်ပြီးမှဒီအကြတန်ရပြီပဆိုင်ရည်ကိုင်းပြီးခစ်စရာလို့ပြောပါတယ်အရွှေမုံဖိုက်စားနေပြီဆိုတော့အလူကျစားမယ်ပတ်ဆိုင်ခဏချပါလိုက်အောင်မယ်ဆိုင်ကိုဒီရာမထားမယ်အာ
လူကျစားနေပြီအာလူကျစားမယ်ညမ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 ်ကောင်းလိုက်တာကောင်းပါပြီပြင်းနေကွာ Hey what ဒီနော်ထားရမယ်ဒီကားဝင်မယ်ခဏလေးပေါ့နော်ခဏလေးဆောင်ပြီးပြကဲပြီးတော့ပြည်ပစ္စည်းအပြင်ထွက်နေထဲရတော့မယ်ကဲဒီမှာပဲနော်ဒါတက်ထောင်ဖို့ပေါ့နော်ထောင်ဖို့ပါဟုတ်ကဲ့ဆောင်းတီချုပ်ပြတဲ့ကျေးဇူးတင်ပါတယ်ဒီရောဆိုဒီကမလေးကိုနေဟာတော့ကျေးဇူးတင်ပါတယ်